Get ready with me. This video is how I do my makeup with bye. Mind you, this is just how I do my makeup and it's not a tutorial. So correct me if I'm wrong. Skincare time. Salad prep, massage, and moisturize. The drugstore product သုံးနေကြအောင်ပြောနေရပါ Okay, makeup ကိုအဲ့လိုမျိုးတက်နှက်ခလိမ့်တယ်လို့မျိုးပဲအရင်ဆုံးလက်ညှိုးလေးနဲ့လုပ်လိုက်မျိုးပေါ့နော်ပြီးတော့ကျမှ sponge နဲ့ tap လုပ်ပြီးပါမယ် control လုပ်ပါရဲ့ liquid control သုံးတာပေါ့နော်ပါရိုးပေါ်ရဲ့ပြီးလို့ရှိရင်မေးရိုးပေါ်လေးရဲ့အဲ့အနေနဲ့ကျန်တာကိုကျွန်တော်နှာခေါင်းနဲ့နှာဖူးနားလေးဒီမှာသုံးပါရဲ့ပြီးလို့ရှိရင် brush လေးနဲ့ tap လုပ်ပြီးတော့ blend ပါရဲ့ပြီးလို့ရှိရင် blush time blush ကိုကြတော့ဆောစောတော့ပါရိုးရဲ့နည်းနည်းအပေါ်နာလေးကနေပြီးတော့စီပုံစံလေးပေါ့နော်အပေါ်တက်သွားတဲ့ပုံနဲ့ blend လုပ်ပါရဲ့မြန်မာလူဆို1နဲ့9နဲ့ပုံစံလေးပါပိုရာလေးတွေကိုနှာခေါင်းလေးနဲ့မီးစီလေးဒီမှာထည့်ပါရဲ့အဲ့လိုလေးကပို့ပြီးတော့နည်းနည်းပိုကြည့်ကောင်းသွားစီရပေါ့နော် Oh my god, look at my pimple. လို့ရှိရင် concealer ကိုသုံးပါရဲ့ concealer ဝယ်မယ်ဆိုရှင်ကိုသုံးတဲ့ foundation အရောင်ထဲနှစ်စီးမျက်နှာအဝယ်ပါဒီရတော့မျက်လုံးအောက်နဲ့အရင်နှခမ်းရဲ့ဘီးလေးတွေကိုအရင်ဆုံး silicone blush နဲ့လုပ်ပြီးတော့ blend ပါရဲ့ Okay, let's do my eyebrow. အဲ့လိုမျိုး upward direction ပဲမျက်ခုံးကိုပင့်ပြီးတော့ဖြီးပေးပြီးတော့အမီပိုင်းလေးကိုပဲဆွဲပါရဲ့တန်တန် eyeshadow ကိုကျွန်တော် new color လေးသုံးရကြိုက်တယ်ပေါ့နော်ဒီမှာဗီဒီယိုကရှည်သွားမှဆိုလို့ပေါ့နော်လို့မျက်ခုံးကိုအရင်ဆုံး blend လုပ်ပြီးတော့လို့ရှိရင်အဲ့ပိုတဲ့နည်းနည်းလေးကိုမျက်လုံးရဲ့အောက်ကိုပါချဲပေးရပေါ့နော်အဲ့ကြောင့်ဘယ်လိုပြောမလို့ပွင့်သွားတယ်လို့ဖြစ်တယ်ပေါ့နော်မျက်လုံးက Being lashes time. Don't forget to curl your lashes, baby. Carbido ma mascara သုံးတာကပို့ပြီးတော့လာပါရဲ့ In my opinion မှာပြီးလို့ရှိရင်ဆောစောတော့ cream blush ကိုသုံးထားပြီအခုကကျ powder blush နဲ့အဲ့လိုမျိုးထပ်ပြီးအရောင်တင်ပါရဲ့လို့ရှိရင်နှာခမ်းကြီးလေးစိုးပြီးရနဲ့ပြီးရင်တော့ spray ဖြန်းပြီးသွားလို့ရှိရင်တန်ပြီးတော့ပါပြီ Okay အင်ကြီးအဖြူနဲ့ကတိတ်ပြီးတော့ snatch မဖြစ်လို့ black top ကိုပြောင်းလိုက်ပါ Boom Bye bye ဆုံးကြည့်ပြီးလို့ကျေးဇူးပါ